ကျောင်းတစ်ကိုပြောင်းရွှေ့လာတဲ့ပထမဆုံးနေ့မှာတင်မိန်းကလေးဟာသူမရဲ့မောင်လေးအတန်းထဲမှာအိပ်ပျော်နေတာကိုမြင်သွားပါတယ်။မောင်လေးရဲ့စာမေးပွဲအမှတ်တွေအဆင်မပြေတာကိုတွေးမိပြီးသူမကချက်ချင်းပဲလျှောက်သွားကမောင်လေးရဲ့နေရွက်ကိုဆွဲလိမ်လိုက်ပါတော့တယ်။အတန်းထဲကလူတိုင်းစွန့်သွားကြပါတယ်။သူမရဲ့မောင်လေးဟာကျောင်းတစ်ခုလုံးကကြောက်ရတဲ့နာမည်ကြီးလူမိုက်ဖြစ်ပြီးဆရာမတွေတောင်ဘေးဖယ်ထားရတဲ့သူဖြစ်လို့ပါ။ဒါပေမဲ့အဲ့ဒီလူမိုက်ကမောကြည့်လိုက်လို့မမရဲ့မျက်နှာကိုမြင်သွားတဲ့ဒုတိယမှာတင်ချက်ချင်းပဲကြောင်ပေါက်လေးလိုယဉ်ကျေးသွားပြီးသူမရဲ့စာပွဲခုံကိုကိုယ်တိုင်တိုက်ရိုးရိုးသေးသေးတုပ်ပေးပါတော့တယ်။ကျောင်းသားတွေအားလုံးသူတို့မြင်နေရတာကိုတကယ်ကိုမယုံနိုင်အောင်ဖြစ်သွားကြပါတယ်။အားလုံးကဒါကိုဝိုင်းပြီးအတင်းပြောလို့အလုရှုံနေကြတော့မှပဲအခြားကျောင်းပြောင်းလာတဲ့မိန်းကလေးတစ်ယောက်အတန်းထဲကိုလက်လျှောက်ဝင်လာပါတယ်။ဒါပေမဲ့ဘသူကမှသူမကိုဂရုမစိုက်ကြပါဘူး။လူတိုင်းရဲ့မျက်လုံးတွေကကျောင်းပြောင်းလာတဲ့ပထမမိန်းကလေးစီမှာပဲအာယုံရောက်နေကြလို့ပါ။ကျောင်းပြောင်းလာတဲ့ဒုတိယမိန်းကလေးဟာမနာလိုစိတ်တွေတောက်လောင်လာပြီးရန်လိုတဲ့အကြည့်တွေနဲ့အတူပထမမိန်းကလေးစီလျှောက်သွားကပညာပေးဖို့ကြံရွယ်လိုက်ပါတယ်။ဒါပေမဲ့ပထမမိန်းကလေးကသူမကိုမောကြည့်လိုက်တဲ့အခါမျက်လုံးတွေကထက်မြက်ပြတ်သားတဲ့အကြည့်တွေကြောင့်ဒုတိယမိန်းကလေးဟာချက်ချင်းပဲလန့်သွားပြီးနောက်ဆုံးမှာတော့အရှက်ရစွာနဲ့ပဲသူမရဲ့နေရာကိုပြန်ဆုတ်သွားခဲ့ရပါတယ်။နေ့လယ်စာစားချိန်မှာတော့ချမ်းသာတဲ့တထေးသားလေးတစ်ယောက်ကပထမမိန်းကလေးစီလာပြီးသူ့ရဲ့အချစ်တွေကိုဖွင့်ဝင်ခံပါတယ်။သူမကတော့ဘာမှမဆိုင်မတော်ပဲချက်ချင်းညှင်းပယ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲသူမရဲ့မောင်လေးရောက်လာပြီးအဲ့ဒီတထေးသားကသူ့နေရာမှာဝင်ထိုင်နေတာလို့ပြောပါတယ်။တထေးသားကလည်းဒီခုံမှာမင်းနာမည်ရေးမထားပါဘူးဆိုပြီးချက်ချင်းပြန်ညှင်းပွားပါတယ်။သူတို့နှစ်ယောက်ရန်ဖြစ်ကြမှာစိုးရိမ်တာကြောင့်မိန်းကလေးကမောင်လေးကိုတခြားစပွဲတစ်ခုစီချက်ချင်းဆွဲခေါ်သွားပါတယ်။ဒါကိုတထေးသားကမိန်းကလေးဟာကျောင်းကလူမရဲ့ချင်းချောက်မှုကိုခံနေရတယ်လို့အထင်လွဲသွားပြီးသူမကိုကာကွယ်ပေးမယ်လို့ကမ်းလှမ်းပါတယ်။မိန်းကလေးကဘာမှပြန်မပြောတဲ့အခါသူကဆက်ပြီးတော့အဲ့ဒီလူမိုက်ကလူကောင်းမဟုတ်ဘူးသူ့စီကနေဝေးဝေးမှနေပါလို့အကြံပေးပါတယ်။မိန်းကလေးကတော့ဒါကိုကြည့်ပြီးပြုံးယုံပဲပြုံးနေခဲ့ပါတယ်။မိန်းကလေးအခုလိုရေပန်းစားနေတာကိုမြင်တော့ကျောင်းပြောင်းလာတဲ့ဒုတိယမိန်းကလေးရဲ့မနာလိုစိတ်ကပောက်ကွဲလူနီးပါးဖြစ်သွားပါတယ်။သူမကကျောင်းအုပ်ကြီးစီသွားပြီးလာမယ့်စာမေးပွဲမှာမတမာမှုလုပ်ဖို့တောင်းဆိုလိုက်ပါတယ်။အကယ်၍ပထမမိန်းကလေးသားတစ်ကျောင်းလုံးမှာအဆင့်နောက်ဆုံးရသွားရင်ကျောင်းကနေထုတ်ပစ်လို့ရမှာဖြစ်လို့ပါ။ကျောင်းအုပ်ကြီးကလည်းဒုတိယမိန်းကလေးရဲ့မိသားစုဥစ္စာအာဏာကိုကြောက်ရွံ့တာကြောင့်သူမရဲ့တောင်းဆိုချက်ကိုသဘောတူလိုက်ပါတယ်။စာမေးပွဲနေ့မှာတော့ကျောင်းအုပ်ကြီးကအခြားလူတွေထက်အစပေါင်းများစွာပိုခက်ခဲတဲ့စာမေးပွဲမေးခွန်းလွှာကိုမိန်းကလေးစီလှုပ်ဝက်ပြီးပေးခဲ့ပါတယ်။မိန်းကလေးကမေးခွန်းတွေကိုမြင်မြင်ချင်းမှတင်တစ်ခုခုမားနေပြီဆိုတာကိုချက်ချင်းရိပ်မိသွားပါတယ်။ဒါပေမဲ့လည်းသူမကတီတီငိမ့်ငိမ့်နဲ့ပဲစာမေးပွဲတစ်ခုလုံးကိုအပြည့်စုံဖြေဆိုခဲ့ပါတယ်။စာမေးပွဲပြီးဆုံးသွားတာနဲ့ချက်ချင်းပဲကျောင်းပြောင်းလာတဲ့ဒုတိယမိန်းကလေးကသူမရဲ့နောက်လိုက်တိုက်ကိုခေါ်ပြီးမိန်းကလေးကိုလာရောက်လောင်ပြောင်ပါတယ်။သူမကအနင်းကျောင်းကနေအထုတ်ခံရတော့မယ်လို့ပြောပေမဲ့မိန်းကလေးကတော့ဘာမှစိတ်ပူဖို့မရတဲ့အပြင်သူမကိုတမင်တကာတောင်ပြန်ပြီးရန်ဆက်လိုက်ပါသေးတယ်။ဒုတိယမိန်းကလေးပြန်ပြီးတုတ်ပြန်ဖို့ပြင်နေတော့မှပဲကျောင်းအုပ်ကြီးလမ်းလျှောက်လာပြီးလူတိုင်းရဲ့ရှေ့မှာမိန်းကလေးရဲ့စာမေးပွဲစာရွက်ကိုကင်ကသူမဟာအမှတ်ပြရပြီးတကြောင်းလုံးမှာအဆင့်ရရှိကြောင်းကြေညာလိုက်ပါတယ်။ဒုတိယမိန်းကလေးဟာအယမ်းလန့်သွားပြီးဒါကမဖြစ်နိုင်ဘူးလို့အတင်းညင်းဆိုကမိန်းကလေးကိုစာခိုးချတယ်လို့ဆွဆွဲပါတော့တယ်။ဒါပေမဲ့မိန်းကလေးကကျောင်းအုပ်ကြီးပဲလှည့်ပြီးသူမရဲ့မေးခွန်းလွှာဟာအခြားကျောင်းသားတွေရဲ့မေးခွန်းလွှာနဲ့မတူဘဲကွဲပြားနေကြောင်းထူးခြားချက်ကအဲ့ဒီမေးခွန်းတွေဟာကျောင်းတင်ယုံညွန့်တဲ့ထက်ကျော်လွန်နေတာကြောင့်စာခိုးချဖို့ဆိုတာလုံးဝမဖြစ်နိုင်ကြောင်းထောက်ပြလိုက်ပါတယ်။ကျောင်းအုပ်ကြီးလည်းအပြစ်မကင်းစိတ်နဲ့ဘာတခုမှပြန်မပြောနိုင်ပဲစုံသွားပါတော့တယ်။စာမေးပွဲရလဒ်နဲ့မိန်းကလေးကိုကျောင်းကနေမောင်းမထုတ်နိုင်မှသိသွားတဲ့အခါဒုတိယမိန်းကလေးကသူမရဲ့နီးပြူဟာကိုချက်ချင်းပြောင်းလိုက်ပါတယ်။သူမကမိန်းကလေးနဲ့ကျောင်းကလူမိုက်တို့ဟာရီးစားတွေဖြစ်နေကြပါတယ်ဆိုပြီးတိုင်တန်းလိုက်တဲ့အပြင်တက်တည်အဖြစ်သူတို့နှစ်ယောက်တွေ့ရိုက်ထားတဲ့ဓာတ်ပုံတစ်ပုံကိုပါထုတ်ပြပါတယ်။မိန်းကလေးနဲ့သူမရဲ့မောင်လေးဟာတယောက်ကိုတယောက်ကြည့်ပြီးရေမောလိုက်ကြပါတယ်။ဒုတိယမိန်းကလေးကသူတို့ရဲ့ဆက်ဆံရေးကိုအခုလိုမျိုးအကြီးကျယ်အထင်လွဲသွားလိမ့်မယ်လို့သူမဘယ်တော့မှမျှော်လင့်မထားခဲ့ပါဘူး။သူမကအမှန်တရားကိုတမင်တကာခြံထားခဲ့ပါတယ်။ဘာလို့လဲဆိုတော့ဒုတိယမိန်းကလေးရဲ့တကယ်ရည်ရွယ်